ဘောလုံးချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောချင်တဲ့အကြောင်းအရာတော့ဒါသတင်းတစ်ပုဒ်တွေမဟုတ်တော့ပါဘူးကျွန်တော်တို့ဒါကနှစ်စဉ်နဲ့အမျှမယိုးနိုင်တဲ့အကြောင်းအရာလေးတစ်ခုပေါ့ဒါဖြစ်နေတာအခုမှမဟုတ်2019ကနေစပြီးတော့မှအခုဆို25ကျွန်တော်နှစ်ပေါင်းများစွာကြာလာသည့်တိုင်အောင်ဒီပြောင်းရွှေ့ကာလတွေရောက်လာတိုင်းအမြဲတမ်းဖြစ်နေတဲ့အကြောင်းအရာလေးတစ်ခုဒါကကျွန်တော်တို့ရဲ့အချစ်တော်မောင်နေမားရဲ့ဘာစီလိုနာအိမ်ပြန်ခီးနှစ်တိုင်းပဲပြောင်းရွှေ့ကာလရောက်လာရင်နေမားပြန်မယ်ဘာစီလိုနာခေါ်မယ်နေမားပြန်မယ်ဘာစီလိုနာခေါ်မယ်ဘာစီလိုနာခေါ်မနိုင်သေးဘူးနေမားပြန်ခြင်းတယ်ဒါတွေကနှစ်တိုင်းကျွန်တော်ကြားနေတဲ့တဲ့ကူကူမှမဟုတ်ကျွန်တော်ရဲ့အချစ်တော်ကစားသမားလေးကဒါတစ်ချိန်ကလုံးဝအခုလာမရမှာတို့နေရာမျိုးမှာအမွေဆက်ခံမဲ့ကစားသမားတယောက်ဖြစ်ယာထားခံရတဲ့ခြာတိတ်လေးဆန်တိုကနေဘာစီလိုနာကိုပြောင်းပြီးတော့မှအောင်မြင်မှုတွေအများကြီးရခဲ့တဲ့ကစားသမားလီယိုနယ်မက်ဆီရဲ့ညီတော်2019မှာမက်ဆီကိုတိုင်တားနေတဲ့ဂျားကနေ PSG ကိုပြောင်းသွားတယ်ယူမိုက်စွာနဲ့ပေါ့နော်ကစားသမားတယောက်ဘလို့ပဲဖြစ်ကျွန်တော်တို့တစ်သက်မှာတော့တစ်ချိန်တစ်ခါတော့အမားဆိုတော့ကျွန်တော်လုံးမိတယ်ပြီးရင်အမြဲတမ်းနှောင်ထားရစရာကိစ္စလေးတရက်ကဒါလူတိုင်းမှာစီးတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှနေမာကအမြဲတမ်းနှောင်ထားရနေတဲ့ကစားသမားဒီအကြောင်းကိုသူ PSG မှာစီးတဲ့အချိန်အခါကမှကျွန်တော်တို့အင်တာဗျူးတိုင်းမှာမေးတိုင်းမှာနေမာမျက်ရည်ကျခဲ့ဘူးတယ်သူရဲ့အချစ်တော်ညီကိုတွေမက်ဆီတို့ဒီဆွာရက်တို့တားနေတဲ့ဂျားကနေသူကိုယ်တိုင်ယူမိုက်စွာနဲ့အတင်းကနေထွက်ခဲ့တဲ့ကိစ္စပေါ့နော်ဒီကနေစပြီးတော့ကျွန်တော်2016-19ကနေစပြီးတော့မှနေမာဘာစီလိုနာပြန်မယ်နေမာဘာစီလိုနာပြန်မယ်ဆိုတဲ့သတင်းတွေမက်ဆီတို့လူဝစ်ဆွာရက်တို့ပြန်ခေါ်ခိုင်းတဲ့သတင်းတွေဇက်တိုက်တက်တယ်2019ဆိုကျွန်တော်ထင်တာကျင်းနေပေါင်းနေမာပြန်ရောက်ပြီလို့တော့ထင်ခဲ့တယ်ကျွန်တော်ရဲ့ဥက္ကဋ္ဌဟောင်းဒီဘာတူမြူကိုတိုင် PSG ပဲရမြို့ကိုသွားပြီးတော့မှဒီပြောင်းဆွေးရဲ့နောက်ဆုံးရက်တွေအချိန်တွေမှာတော့ခေါ်ခဲ့တဲ့ကိစ္စတိဖြစ်လာကျွန်တော်တို့ကလည်းအဲ့ဒီချိန်ကတကယ်ပဲနေမာပြန်လာပြီလို့ထင်ခဲ့တယ်ပြီးတော့မှကျွန်တော်တို့ဒီပြောင်းဆွေးကကျွန်တော်တို့မှကျတော့သူတို့ရဲ့ပိတ်ချိန်ကကျွန်တော်တို့ညညီနဲ့ချိန်မျိုးမှာမအိပ်ပဲနဲ့စောင့်ကြည့်ခဲ့ရတယ်နေမာများပြန်ရောက်မလားဆိုတဲ့တွေးနေတယ်ပေါ့နော်ဒီချိန်မှာကျွန်တော်ဥက္ကဋ္ဌကြီးကိုတိုင်ကလည်းဒီပဲရမှာရောက်နေတယ်ဒီလိုအနေထားတွေတွေးခွင့်ရခဲ့တယ်ဒါပေမဲ့လည်းနောက်ဆုံးမှာတော့ဒါဒီအားလုံးကမက်ဆီတို့အဖွဲ့ကိုဂျင်းထဲသွားတဲ့ဥက္ကဋ္ဌရဲ့လုံဆက်တွေသွားတာမှန်တယ်ဘာမှဒီကိစ္စနဲ့ပတ်သက်ပြီးတော့မဆွေးနွေးဘူးမခေါ်ခဲ့ဘူးနောက်ပြီးတော့ခေါ်လို့မရဆိုတဲ့အကြောင်းပြချက်နဲ့ပဲပြန်လာကြတယ်ဒီကနေစပြီးတော့မှနှစ်စဉ်နဲ့နှစ်တိုင်းပြောင်းဆွေးရောက်တိုင်းနေမာရဲ့သတင်းတွေကကျွန်တော်တို့အမြဲတမ်းကြားနေရတာဒါမှတစ်ခုမှမဖြစ်လာပြီးသွားတဲ့ဒီ sorry မှာသွားမကစားခင်ရလဲ PSG အထွက်ကနေပြန်လာခြင်းနဲ့မဝင်နိုင်ဘူးဒီလိုအနေထားတွေဖြစ်သေးတယ်ပြီးတော့မှ sorry မှာသွားတယ် sorry ကနေဘယ်လိုလဲအလွတ်ကျင်းနဲ့ပြန်လာမယ်ဆိုတော့လေကိုစရာမခေါ်နိုင်ဘူးအခုစန်တိုမှာပြန်ကစားတဲ့အငါး6လနဲ့နေမာဒီ6လကအခုလာမဲ့ຫນွေမှာကုန်မယ်ဒီလိုအနေထားမှာနေမာရဲ့ target ကလည်းအားလုံးသိတဲ့အတိုင်းနေမာရဲ့အဓိကဖြစ်စေချင်တာက2026နောက်ဆုံးသူ့ရဲ့ကမ္ဘာဖလားပြိုင်ပွဲဒီကမ္ဘာဖလားကိုသူဘယ်လိုလဲသူခန္ဓာကိုကြက်ခိုင်မှုကောင်းတဲ့သူအကောင်းဆုံးကစားခြင်းတယ်ဒီလိုအနေထားမှာသူကလည်းပြိုင်ဆိုင်မှုပြင်းထန်တဲ့ဥရောပကိုတကြောပြန်ကစားခြင်းတယ်ဒါကတခြားသင်းတော့မဟုတ်ဘူးသူလုံးဝတတန်းဆွဲသူ့ရဲ့အိမ်မက်သင်းဖြစ်တဲ့ဘာစီလိုနာမှာသူပြန်ကစားခြင်းတယ်ငူနောက်ထပ်တစ်ကြိမ်ကျွန်တော်တို့သတင်းတွေစက်တိုက်တက်နေပြီဒီသတင်းကတော့ကျွန်တော်အမှန်တိုင်းပြောရရင်တော့ကျွန်တော်ဗီဒီယိုလုပ်ဖို့တော့စိတ်ကူမရှိခဲ့တဲ့သတင်းပေါ့နော်။ဘာကြောင့်လဲဆိုတော့နှစ်တိုင်းကြားလို့ကျွန်တော်လည်းယုံနေတဲ့သတင်းလေး။ဒါပေမဲ့လည်းကျွန်တော်ရဲ့ဒီညီကိုမိတ်ဆွေတွေဖြစ်တဲ့ဘာစီလိုနာဖန်တွေကတချို့တွေကဒီသတင်းလေးတွေကိုကြားကျင်သေးတယ်သိကျင်သေးတယ်ဒီလိုအနေထားလေးအတွက်ကျွန်တော်ဒါသတင်းသဘောအနေနဲ့ဆွေးနွေးတာပဲဖြစ်တယ်။ဒါကျွန်တော်ရဲ့အမြင်နဲ့ကျွန်တော်ပြောမယ်။ကဲမို့လို့နေမာဘာစီလိုနာကိုပြန်ကျင်တယ်မှန်တယ်ပြန်လာဖို့ဖြစ်နိုင်မလား။ဒါကဖြစ်နိုင်တယ်။လက်ရှိနေမာလုံးဝကျင်းနေပေါလုံနေတာဘာစီလိုနာပြန်ဖို့ဦးတည်ချက်လာစားတွေအများကြီးစော့ယူမယ်ဖရီနဲ့ပြောင်းဆွေးလာမယ်ဒီလိုကစားသမားမျိုးဒါပေမဲ့အရေးကြီးတာကဘာစီလိုနာခေါ်မလားဒါပေမဲ့အခုလောဆယ်မှာနေမာကလဲတယ်သူအဓိကဒီဆက်သွယ်လာတာကဥက္ကဋ္ဌလာပေါ်တာနဲ့ကျွန်တော်အားကစားဒရိုက်တာဒေကိုနဲ့ဆက်သွယ်လာတယ်ပြီးတော့မှသူ့ရဲ့ agent ဖြစ်တဲ့ဆာဟာဘီနဲ့ဒီအကိစ္စအားလုံးကိုတိုင်ပင်ဆွေးနွေးပြီးတော့မှနေမာကလာစားတွေတော်တော်များစော့ယူပြီးတော့မှဘာစီလိုနာပြောင်းလာမယ့်နေထားတွေစူးစမ်းနေတယ်လုံးဝသူ့ရဲ့ target ပဲကျင်းသေးပေါ့ဒီຫນွေမှာဘာစီလိုနာပြန်မယ်သူ့ရဲ့ targetဒါပေမဲ့လာပေါ်တာတို့ဘက်ကကြည့်မယ်ဆိုတော့လာပေါ်တာခေါ်ဖို့ကြတော့လေခေါ်နိုင်တယ်။ဘာကြောင့်ဆိုတော့နေမအောင်ခေါ်မယ်ဆိုကျွန်တော်တို့ပြင်ပဘက်ကကြည့်ရမယ်။ဒါပြကွင်းတွင်းဆွမ်းဆောင်ရတက္ကနာထောင်ကျွန်တော်တို့ကွင်းပြင်ကိုအဓိကကြည့်ရတော့မယ်။နေမဒီဘက်အပိုင်းကိုပူပြီးတော့မှဒီလိုနေထားမျိုးမှာဆွမ်းဆောင်နိုင်မယ်ကစားသမားမျိုး။နံပါတ်1ကွင်းသင်းဖွင့်ပွဲအတွက်နေမကသူ့ရဲ့ဘယ်လိုလဲအောင်မြင်ကြော်ကြားမှုနဲ့ဒီကွင်းသင်းနဲ့ပေါင်းဆိုင်သိကြတယ်။ဘာလို့ဆိုတော့ကွင်းမှာပြည်သက်တွေလုံးဝပြည့်စုံမယ်ဆိုတော့ကျွန်တော်ပြောစရာမလိုတဲ့အမှန်တရားပဲ။နေမပြန်လာပြီးစိုးတွေကနေနံပါတ်1ကျွန်တော်တို့ပြင်ပစီးပွားရေးပိုင်းမှာအများကြီးတိုးတက်လာမယ်ဒီစပွန်ဆာဂျေးတွေပြီးတော့မှကျွန်တော်တို့ရဲ့ဒီအထည်ရောင်းတာတွေဘာတွေညာတွေပြီးတော့မှကွင်းရဲ့ replay အားတွေဒါတွေအားလုံးကဒီဘက်ကစီးပွားရေးဘက်ကကြည့်မယ်ဆိုတော့အပေါင်းလက္ခဏာဆောင်တဲ့အနေထားမျိုးဒါပေမဲ့ဒီနေရာမှာတစ်ချက်သိနေတာကအဓိက main ကကျွန်တော်တို့ရဲ့နီးပြကြီးဟန်စီဖိလစ်ကနေမာကိုခေါ်มาလား
လက်စီနေထားရကြည့်မယ်ဆိုကစားပုံကစားကွက်နေထားရကြည့်မယ်ဆိုဟန်စီဖီလစ်အနေနဲ့ကျွန်တော်တို့နေမကိုခေါ်ဖို့ဆိုတာဒါလုံးဝမဖြစ်နိုင်ဘူးလို့ကျွန်တော်မြင်မိတယ်ဒါပါကြောင့်လဲဆိုတော့လက်စီမှာဘာစီလိုနာအသင်းမှာနေမကစားမယ့်နေရာမစီလောက်အောင်စားနေတယ်လက်စီဘေဘက်ဝင်းမှာဆိုရင်ကျွန်တော်တို့အန်ဆူဖာတီကစားလို့နိုင်တယ်ဒါပေမဲ့ဒီကစားသမားကိုကျွန်တော်တို့ခောက်ထားတယ်ဒီပြင်ကျွန်တော်တို့ဖာနန်တိုရက်ကစားတယ်ရာဖီညာကစားတယ်လိုအပ်လိုက်ဂါဗီတို့ဒန်နီအိုမိုတို့ပါတက်ကစားလို့ရတဲ့ style မျိုးဖြစ်နေတယ်ဒီဘက်ချမ်းမှာလူတွေကပုံနေတယ်ဒီလိုနေထားမျိုးဒီနေရာမှာဘာစီလိုနာတာဂက်ထပ်ထားတာသေးတာကဘီဘာဝဲကစားသမားနီကိုဝီလီယာဒါသူလုံးဝလိုချင်တဲ့ကစားသမားဒီလိုနေထားမှာနေမာပြန်လာမယ်ဆိုရင်ဒီဝင်းမှာနေမာနေရရမလားဥပမာနေမာကိုနေရပေးမယ်ဆိုရင်ရာဖီညာဘယ်နာမှာကစားမလဲရာဖီညာခလေမှာဝင်မယ်ဆိုရင်နောက်ချက်တိုက်စစ်နေရာမှာကစားမယ်ဆိုရင်ဒန်နီအိုမိုကဘယ်နေရာမှာကစားမှာဖာမင်လိုပတ်ကရောဘယ်လိုနေရာမှာကစားရတော့မှာလုံးဝဒါမဖြစ်နိုင်တဲ့နေထားလေးကျွန်တော်တို့မှာကစားသမားတွေထပ်နေတယ်နေမာအတွက်နေရာလုံးဝမစီးသလောက်စားနေတယ်ပြီးတော့မှဟန်စီဖီလစ်ဆိုရင်တာကနေမာရဲ့အကြက်ခိုင်မှုဒါပေမဲ့အမှန်တိုင်းတော့ကျွန်တော်ဝန်ခံရရင်တော့နေမာဒီဆိုဒီယာထွက်သွားတဲ့ခန္ဓာကိုယ်ပုံစံနဲ့အခုလက်စီစန်တိုမှာကစားတဲ့ပုံစံကိုကြည့်မယ်ဆိုတော့နေမာကြက်ခိုင်မှုကငကိုကထက်အများကြီးသာလွန်လာတယ်တော့တွေ့ရတယ်ဘလို့မဆိုသူ့ရဲ့ငကိုကဘလို့လဲဝါနေတဲ့ခန္ဓာကိုယ်ဒီဇိုင်းကအခုမှဆိုရင်သူ့ရဲ့ပုံစံကကြစ်ကြစ်လစ်လစ်လေးဖြစ်လာတယ်ပြီးတော့မှအခုနောက်ဆုံးဒီစန်တိုရဲ့ပွဲတော်တော်များမှလည်းနေမာကခြေစွမ်းပြပြီးတော့မှဂိုးတွေသွင်းနေတယ်ဒါကဘလို့ပဲဖြစ်သူ့ရဲ့ဘရာဇီးလိမှာတောက်ရောက်ဆင်ပြိုင်နေတဲ့နေမာရဲ့ခြေစွမ်းကိုကြည့်မယ်ဆိုရင်တော့အဲ့ဒီမှာတော့တဆင့်တာနေတဲ့အနေထားဒါကဥရောပမှာဆင်ပြိုင်နိုင်အောင်မလားဆိုတာကတော့ကျွန်တော်တို့မသိသေးဘူးဒါမေကွန်ထုတ်ရမယ်ကဏ္ဍပေါ့နော်။ဘာကြောင့်ဆိုနေမာကြန့်ခိုင်မှုပိုင်းကလည်းနည်းနည်းစကားပြောတယ်အခုသက်ရွယ်ကကြည့်မယ်ဆိုရင်33နေထားရောက်နေပြီ။ဒီလိုနေထားမှာကျွန်တော်တူတဲ့ကပြန်လာစေချင်လားဆိုတော့ကျွန်တော်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတော့ပြန်လာစေချင်ခဲ့တယ်။ဘာစီလိုနာဒီဂျင်းနဲ့ကြက်တဲ့ရောက်နေတဲ့အနေထားမျိုးမှတည်းဆိုတော့နေမာကိုတကယ်ကိုအောင်မေးခဲ့တယ်ပြန်လိုချင်ခဲ့တယ်။ဒါပေမဲ့ဒီနှစ်လက်စီဘာစီလိုနာသွားနေတဲ့ plan နဲ့သူ့ရဲ့ form ဒီလိုနေထားမျိုးမှာနေမာပြန်လာဖို့ကြတော့လေတကယ်လိုချင်သေးလားဆိုတော့ဒါစိတ်ရင်မှန်နဲ့ပြောရရင်တော့အဲ့လောက်ထိတော့မဟုတ်တော့အရင်လောက်မဟုတ်တော့အရင်ကဒီဇာဘီကင်တဲ့သင်းတို့တွေရိုနယ်ကူမန်ကင်ခဲ့တဲ့သင်းတို့တွေမှာဆိုရင်တော့ကျွန်တော်တို့ကဘယ်လိုလဲရီတွေကလူတယောက်အတွက်ကတော့နောက်ပြီးဆိုကောက်ရုပ်တက်မြင်လေးကလည်းအသက်ဆူပေါက်ဖြစ်တယ်လို့မျိုးကျွန်တော်တို့မျောလင့်ချင်သေးတာပေါ့နော်နေမရဲ့လက်စီခြေစွမ်းလေးကိုလည်းဒါပေမဲ့အခုနေထားမျိုးမှာကြတော့လေတိတ်ပြီးတော့နေမရဲ့ခြေစွမ်းကိုကျွန်တော်တို့ကမမျောလင့်ချင်တော့ဘူးဘာကြောင့်လဲဆိုတော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့မှလူတွေကလည်းလူငယ်တွေကစားသမားတွေနဲ့သွားနေ plan ကလည်း plan ကောင်းစီနေပြီမလို့အပ်တော့လို့တော့မြင်မိတယ်ဒါပေမဲ့ပြန်လာခဲ့မယ်ဆိုရင်ကျိုးစုံပါလားဒီလိုနေထားမှဆိုတော့ကျိုးစုံပါတယ်ဘာကြောင့်ဆိုတော့ကျွန်တော်တစ်ချိန်ကအရန်ချစ်ခဲ့တဲ့အချစ်တော်ကစားသမားတယောက်ဖြစ်နေလို့ကျိုးစုံချင်သေးတယ်ဒါပေမဲ့တော့အရင်အလိုကြီးလုံးဝကြီးလိုအပ်တယ်ပြန်လာပါဆိုတာတော့မဟုတ်တော့ဘူးပေါ့နော်တစ်ဖက်မှာလည်းဘာစီလိုနာရဲ့လူငယ်ကစားသမားတွေဖြစ်ကြတဲ့ဒီကာဆာဒိုတို့လာမေးယာမားတို့လိုဒီချာတိတ်လေးတွေကသူတို့ရဲ့အန်တော်ကနေမာဒီတော့သူတို့ကအခုနေမာကိုပြန်လာစီခြင်းနဲ့အသင်းကိုပူဇာထားတယ်ဆိုတဲ့သတင်းမျိုးတွေလည်းကျွန်တော်ကြားသိရတယ်ပြီးတော့မှကောလာဟာလာသတင်းတွေအရဒီဟန်စီဖလစ်ကိုတိုင်ကလည်းနေမာရဲ့ကြက်ခိုင်မှုဘလို့အနေထားစီမဘယ်နှကိုသွင်းနိုင်မှဘာစီလိုနာမှာပြန်လက်ခံမယ်ဆိုတော့ကောလာဟာလာသတင်းမျိုးတွေလည်းကျွန်တော်ကြားနေရတယ်ဒါကဟုတ်မဟုတ်တော့မသိကြဘူးဒါကလက်စီကြားနေရတဲ့သတင်းတွေပေါ့နော်ဒီနေ့မှာဘာစီလိုနာဖန်တွေနေနဲ့ရောနေမာပြန်လာမဲ့ကိစ္စပေါ်မှာဘယ်လိုမြင်မိလဲပြန်လာစေချင်သလားကဲမလို့ပြန်လာခဲ့မယ်ဆိုရင်ရောကျွန်တော်ကဘယ်လိုနေရာမျိုးမှာပိတ်ကစားမှာလဲဒါတွေကိုကျွန်တော်ရဲ့ comment လေးထဲမှာမှတ်ချက်ရေးသွားဖို့ကြားဖို့တော့ကျွန်တော်ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးအထူးပဲတင်စီပါတယ်